မင်္ဂလာပါကျွန်တော်ဒေါက်တာစီတူလင်းပါ cervical vertebrae အကြောင်းပြောပြပြီးတဲ့နောက်မှာတော့ thoracic vertebrae တွေကိုခဏကြော်ပြီး lunary မှာအဖြစ်များဆုံးဖြစ်တဲ့ခါးနာခြင်းနဲ့အဓိကသက်ဆိုင်နေတဲ့ lumbar region အကြောင်းကိုအရင်ဆုံးပြောပြပေးသွားပါမယ်ခန္ဓာကိုယ်ရဲ့ကြောရိုးစစ်တွေထဲမှာပထမဆုံးခါးရိုးစစ်ဖြစ်တဲ့ L1 first lumbar vertebra ဟာအလွန်အရေးကြီးတဲ့ဒီနေရာမှာရှိပါတယ်ဇီဝကမဗီဒအရာရောစက်မှုသဘောတရားအရာပါထူးခြားမှုတွေအများကြီးရှိပါတယ်ဒီ L1 ခါးရိုးစစ်နဲ့ပတ်သက်ပြီးဆေးပညာရှုထောင့်ကနေအသေးစိတ်ကိုအခုလိုလေ့လာနိုင်ပါတယ်ပထမအချက်အနေနဲ့ဆေးပညာဆိုင်ရာခန္ဓာဗီဒ clinical anatomy အကြောင်းပြောရရင် L1 ဟာရင်ခေါင်းကြောရိုးကနေခါးရိုးစီကိုကူးပြောင်းတဲ့ thoracolumbar junction နေရာမှာတည်ရှိပါတယ်အရွယ်အစားအဖြစ်အောက်ဘက်ကအခြားခါးရိုးစစ်တွေထက်တော့အနည်းငယ်သေးငယ်ပေမဲ့အထက်မှာရှိတဲ့ရင်ခေါင်းရိုးစစ်တွေထက်တော့ပိုပြီးကြီးမားတုတ်ခိုင်ပါတယ်ဒီနေရာမှာအလွန်အရေးကြီးတဲ့ထူးခြားချက်တစ်ခုရှိပါတယ်လူကြီးတွေမှာအုံနောက်ကနေဆင်းလာတဲ့ကြောရိုးမကြီးအာယုံကြော spinal cord ဟာဒီ L1 နဲ့ L2 အရိုးကြားမှာပဲအဆုံးသတ်သွားလိမ့်ရှိပါတယ်ဒီလိုအဆုံးသတ်သွားတဲ့အပိုင်းကို conus medullaris လို့ခေါ်ပါတယ်ဒါကြောင့် L1 ရဲ့အောက်ပိုင်းမှာအာယုံကြောမကြီးမရှိတော့ပဲမြင်းမီးပုံစံအာယုံကြောမြင်လေးတွေဖြစ်တဲ့ corda equina အနေနဲ့သာဆက်လက်ဆင်းသက်သွားပါတယ်ဒုတိယအချက်ဆေးပညာဆိုင်ရာဇီဝကမ္မဗေဒ clinical physiology အရဆိုရင်တော့အာယုံကြောလှုပ်ဆောင်ချက်အနေနဲ့ L1 ကနေထွက်လာတဲ့အာယုံကြော L1 nerve root ဟာပေါင်ချံစီးခုံနဲ့ပေါင်အပေါ်ပိုင်းနေရာတွေစီကိုအရေပြားခံစားမှုအဓိကပို့ဆောင်ပေးပါတယ်ကြွက်သားထိန်းချုပ်မှုအနေနဲ့ကတော့တင်ပါးစုံနဲ့ပေါင်ကိုကွေးတဲ့နေရာမှာတုံတဲ့ iliopsoas muscle လို့ကြွက်သားအချို့ကိုလည်းအတိုင်းအတာတစ်ခုထိအာယုံကြောထောက်ပံ့ပေးထားပါတယ်တတိယအချက်အနေနဲ့စီးပညာဆိုင်ရာဇီဝစက်မှုဗေဒ clinical biomechanics အပိုင်းကိုကြည့်အောင်ပါ L1 ဟာအကူအပြောင်းထန်ခံရမှုအများဆုံးနေရာ high stress area ဖြစ်ပါတယ် T12 နဲ့ L1 စုံမဟာလှုပ်ရှားမှုနည်းပြီးတောင့်တင်းတဲ့ရင်ခေါင်းရိုးကနေလှုပ်ရှားမှုများတဲ့ခါးရိုးစီကိုကူးပြောင်းတဲ့နေရာဖြစ်ပါတယ်ဒါကြောင့်ခန္ဓာကိုယ်ကိုလှည့်တာကုန်းတာဆန့်တာတွေလုပ်တဲ့အခါမှာစက်မှုသဘောတရားအရာဒဏ်အများဆုံးတက်ရောက်တဲ့နေရာ fulcrum ဖြစ်နေတတ်ပါတယ်ဝန်တန်းပို့မှုအပိုင်းမှာလည်းခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးရဲ့အလေးချိန်ဟာဒီ L1 ကနေစတင်ပြီးတော့အောက်ကခါးရိုးတွေပေါ်ကိုတက်ရောက်မှုပုံမူကြီးမားလာတာဖြစ်ပါတယ်လူနာတွေအနေနဲ့ယောဂအကြောင်းကိုပုံမူသဘောပေါက်နားလည်လာစီဖို့နဲ့အကြောင်းအရာတစ်ခုတည်းကိုအကြာကြီးကြည့်စရာနားထောင်စရာမလိုစေဖို့အတွက်အခုလိုအပိုင်းလိုက်ခွဲပြီးပြောပြပြီးသွားပါမယ်ကျေးဇူးတင်ပါတယ်